KTV သွားရဲကွာ KTV မှာအနံ့ဆွဲချင်တာကွာကိုတို့ကဟိုရောက်အကုန်လောက်တာအကုန်ချတာဟိုရောက်တချို့ရေမွေးတွေကွာခဏလေးပဲအနံ့ဆွဲရဟိုရောက်ပြက်ပြက်ဝါမူးတွေကိုတို့ကပေါ်ပေါ်လေးဖြစ်ရှင်အဲ့လိုမျိုးပြောတဲ့သူတွေဖြစ်ရဗျာကျွန်တော်စီလာတဲ့အကိုကြီးတွေဆိုရင်အဲ့လိုမျိုးသူတို့က KTV ပါရမ်းသွားရဗျာအေးရခန်းနေတယ်ဆိုရင်သူတို့က share ကဲကြတာအဲ့လိုမျိုးဆိုရင်ကျွန်တော်ဒါလေးကိုညွှန်ပေးခြင်းနဲ့အရန်ဆုလို့ခေါ်တယ်ဒီကောင်ကတော့ niche brand လို့ခေါ်တယ်ဈေးအရန်ကြီးရယ် Kilian ရဲ့ Angel Share လို့ခေါ်တယ်အဲ့လိုမျိုးအေးလေးကောင်းလေးလုံးဝမိုက်လေးပိုပေါ်လေးဆိုတဲ့အနံ့မျိုးဗျာဒီကောင်သူ့ရဲ့ပလင်ဒီဟာလေးပေါ့ဗျာကြည့်လိုက်run အရက်ခွက်လေးနဲ့တူတယ်ပလင်ပုံစံလေးက run အနေနဲ့ဖွဲ့စည်းထားတာပေါ့ဗျာသူ့ရဲ့အနံ့ကိုကောညက်တော့အဲ့လိုမျိုးဝတ်တစ်ချတော့အဲ့လိုမျိုးအရက်အကောင်စားကြီးတွေမှာပါတဲ့ပုံစံမျိုးနဲ့ဖန်တီးထားကိုဘေးနာအကောင်မလေးမကြိုက်မှပူးစရာမလိုဒီကောင်ယူနီဆက်ရတာယောက်ျားလေးရောမိန်းကလေးရောတုံးလို့ရတယ်အဲ့အတွက်ယောက်ျားလေးတွေဆွတ်ထားမိန်းကလေးကြိုက်လိမ့်မယ်မိန်းကလေးဆွတ်ထားရင်ယောက်ျားလေးကြိုက်လိမ့်မယ် run အရက်လေးမောတောက်လိုက်ဆေးလိပ်လေးဖွာလိုက်အဲ့ခန်းထဲမှာ share မိုက်နေမှာဒီထဲမှာလည်းသူကကောညက်ဆိုတဲ့အရက်တစ်မျိုးထည့်ထားပေးတယ်သူရဲ့အနံ့လေးရပေါ့ဗျာနောက်ပြီးတော့ဝတ်တစ်ချပြီးရင်အဲ့လိုဝတ်တစ်ချအသားပေါ့ဗျာအဲ့လိုမျိုးဟာလည်းဒီထဲမှာနှုတ်လေးရပေါင်းထားသေးတယ်ပြီးတော့ဆက်စီကြကြလေးနဲ့ဆွဲဆောင်မှုရှိအောင်ပရာလင်းဆိုတဲ့အခက်ချွတ်ချွတ်ကိုက်စားခြင်းစရာပုံစံမျိုးလေးလည်းဒီထဲမှာထည့်ပေးထားသေးတယ်တော်တော်ကြီးကိုမိုက်ပါတယ်ဒါကတော့သူ့ရဲ့ original blend မဟုတ်ဘူးသူ့ရဲ့ design ကကျွန်တော်ပြီးရင်ပုံလေးနဲ့ထိုးပြပေးမယ်ဒါကကျွန်တော်တို့က refill လုံးလို့ခေါ်တယ်အဲ့ထဲမှာပြန်ဖြည့်တဲ့ဘူးခေါ်တယ်ကျွန်တော်တို့ဒီထဲကနေခွဲရောက်တာဆိုတော့ကျွန်တော်ဒါလေးပဲပြနိုင်တယ်နှစ်သက်ဖြူအနံလေးနဲ့တိန်းထားတယ်ထမိုင်းမိုင်းလေးပေါ့ဗျာကြာလေးနောက်ပိုင်း dry down ရောက်လာလေးပို့ပြီးတော့မိုက်လာလေးဆိုတဲ့အနံမျိုးဗျပြီးရင်ဒီကကျွန်တော်ပြောတာကအေးတဲ့ချိန်မှာဆိုတော့ပူတဲ့ချိန်မှာဆိုတိတ်မလိုက်ဘူးအေးတဲ့ချိန်မှာဆိုသူ့အနံပို့ပေါ်မယ်ပူတဲ့ချိန်မှာဆိုနည်းနည်းလေးအီတဲ့ဘက်ကိုသွားလိုက်မယ်နွေရာသီမှာမစွတ်လို့မရဘူးလို့ပြောမှာစွတ်လို့ရတယ်အေးတဲ့ခန်းတွေထဲမှာထိုင်နေရင်special ပဲအဲ့လိုပြောချင်တာကျွန်တော်ပြောတဲ့အချက်တွေနဲ့ကိုင်းကြီးမှပို့ပြီးတော့ကြိုက်လိမ့်မယ်နောက်ပြီးတော့ဒီကောင်လေးကမနစ်ကဆူရတဲ့အထဲမှာလဲသူကပါထားတယ်ဒီမှာဂုံမန်းဖြစ်တဲ့နှုတ်ဟွာပေါ့ရေမွေးထဲမှာဆိုသူကဆူရထားတာဒီနံလေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနေဆိုရင်တော့ပလင်းလိုက်ကြီးတော့အမှားမရပါဘူးမယ်ခုချက်ချင်းတော့မရသေးပါဘူးဝယ်ရတာရမ်းခက်ပါတယ်နောက်ပြီးတော့ဒီကောင်လေးဆိုရင်50 ml ပဲလာပါတယ်အဲ့အတွက်ဈေးလဲရမ်းကြီးရဒီကောင်လေးက50 ml ပဲဟိုမှာတော်တော်ကြီးကိုကြီးရတဲ့ထဲမှာပါတယ်အဲ့တော့ကျွန်တော်ဒီထဲနဲ့ခွဲပြီးတော့ဒီလိုမျိုးရောက်ပါတယ်ဒါဆိုရင်10 ml size ဖြစ်ပါတယ်ဒါဆိုရင်50 ml size ဖြစ်ပါတယ်ဒါဆိုရင်30 ml size ဖြစ်ပါတယ်မန်လေးမျိုးဆိုအရင်ဝေချေရပြီးတော့မန်လေးတစ်မျိုးတည်းအလွယ်လို့ကျန်မျိုးအားလုံးဝေချိုပေးရပါတယ်131 60 61မန်လေးကျွန်တော်ရဲ့ဆိုင်မှာအနက်နေဆန်းပြီးတော့လာဝယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်